အားလုံးမင်္ဂလာပါရှင်ကျမတို့ဒေါက်တာဒေါ်ဝင်းမြင့်ဖြစ်ပါတယ်ဟာရဆိုင်ရာအထူးကုဆရာဝန်ဖြစ်ပါတယ်ရှင်ကျမတို့ဒီနေ့မှာတော့ကျမတို့မိသားစုတိုင်းကျန်းမာရေး Blue Ocean နဲ့အတူပညာပေးဆိုတဲ့အစီအစဉ်လေးပြုလုပ်သွားမှာဖြစ်ပါတယ်ဒီအစီအစဉ်လေးမှာတော့ကျမတို့ငါးကြီးစီတွေကဆိုရင်ကျမတို့ရဲ့ကျန်းမာရေးအတွက်ဘယ်လိုမျိုးကောင်းကျိုးတွေပေးတယ်သူတွေကတောက်တင်တယ်လေဆိုတဲ့အကြောင်းအရာလေးတွေကျမပြောပြသွားမှာဖြစ်ပါတယ်ရှင်အဲ့တော့ငါးကြီးစီလို့ပြောလိုက်တဲ့အတွက်ကြောင့်မလို့ကျမတို့တွေကဘယ်အရာမှမစိုးအလာကြီးဆိုတာရှိတတ်ပါတယ်အဲ့တော့ကျမတို့ဥပမာငါးနဲ့မတည့်သောသူတွေမှာလည်းကျမတို့ရှိပါတယ်เนาะအဲ့လိုမျိုးမတည့်တဲ့သူတွေမှာတော့ငါးကြီးစီကိုတော့ကျမတို့ဒါမတောက်သင့်ဘူးလို့လည်းကျမတို့ကပြောလို့ရပါတယ်ရှင့်เนาะအဓိကကတော့ကျမတို့ငါးကြီးစီကိုတော့ကျမတို့ဒီမှာစားပေါ့အလာကြီးရှိတဲ့သူတွေပေါ့เนาะဒါမျိုးတွေမှာကျမတို့မတောက်ခိုင်းပါဘူးနောက်တစ်ခါတော့ကျမတို့သွေးကျဲဆေးတွေပေါ့เนาะဥပမာသွေးကျဲဆေးအများဆုံးသုံးနေတဲ့ warfarin တို့လိုမျိုးပေါ့เนาะဒီလိုမျိုးတွေတောက်နေတဲ့သူတွေမှာတော့ငါးကြီးစီကကျမတို့ overdose ပေါ့เนาะ dose အမြင့်တောက်လို့မရပါဘူးအနည်းငယ်ဆိုတော့ကျမတို့ပေးပါတယ်ဒါကြောင့်မလို့အဲ့ဒီလိုမျိုးပေါ့နော်ဟိုသွေးကျဲဆေးများစွာတောက်နေတဲ့သူတွေ aspirin တို့လို warfarin တို့လိုမျိုးเนาะဒါမျိုး epizaban တို့လိုမျိုးများစွာတောက်နေတဲ့သူမှာတော့ကျမတို့ကငါးကြီးစီတောက်တဲ့ခါမှာတော့900 mg ထက်ကိုတော့ပို့ပေးလို့မရပါဘူးဒါကြောင့်မလို့ဒီလိုဆေးတွေတောက်နေတဲ့သူဆိုလို့ရှိရင်တော့ကျမတို့ပုံမှန်ပြနေတဲ့ကိုယ့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့မှတောက်တင်ပါတယ်လို့တော့အကြံပေးချင်ပါတယ်ရှင်ဒါဆိုရင်တော့ငါးကြီးစီနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်ကျမရေးဘုဟုတုတတွေကိုလည်းသိသွားကြပြီလို့မျှော်လင့်ပါတယ်ရှင်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်